အခုဆိုရင်လေဘုဒ္ဓဘုရားတသေလူကရဲ့ကျွန်တော်တဲ့ကွယ်ရောက်လို့ကျွန်တော်လွှမ်းခဲ့တဲ့ဝါဆိုဒီမို့တစ်ချင်းနဲ့တည်းတည်း